အရသာပြည့်စုံပြီးလူကြိုက်များတဲ့အသီးဖြစ်တယ်လို့ရာသီပေါ်ချိန်မှာအလူအရက်နဲ့ဝယ်ယူကြတဲ့အသီးတစ်မျိုးဖြစ်တဲ့ဒွင်းသီးနဲ့ပတ်သက်တဲ့ကျန်းမာရေးဘူးတုဒလေးကိုမျှဝေပေးခြင်းပါတယ်။ဒွင်းသီးဟာအနံ့အားဖြင့်ပြင်းတယ်ဆိုပေမဲ့အရသာကြိုက်တဲ့သူတွေကတော့တထိုင်နဲ့အများကြီးစားပြစ်လောက်အောင်ဆွဲဆောင်မှုအားကောင်းလို့နဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။ဒီတော့ကျန်းမာရေးအတွက်ရောဒွင်းသီးကဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေတယ်လဲ။ဒွင်းသီးမှာဗီတာမင် B ဗီတာမင် C ဖောလိတ်အန်တီအောက်ဆီဒန့်နဲ့သတ္တုဓာတ်တွေများစွာပါဝင်တာကြောင့်ကျန်းမာရေးအတွက်ကောင်းကျိုးအလွန်များတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။အထူးသဖြင့်ဒွင်းသီးမှာအမြင့်တဲ့ကျွယ်ဝစွာပါဝင်တာကြောင့်အစာအိမ်နဲ့ဥလန်းချောင်းကိုကျန်းမာစေပြီးတော့ဝမ်းချုပ်တာကိုသက်သာစေပါတယ်။ဒါ့အပြင်ဗီတာမင် C ပါဝင်မှုကြောင့်ရောင်ရမ်းမှုတွေကိုလျော့ကျစေပြီးတော့ကိုယ်ခံစွမ်းအားကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။ဒါတွေမကဘဲနဲ့ဒွင်းသီးဟာသွေးရင်းကိုလက်စထရောဓာတ်ကိုလျှော့ချပေးနိုင်တာကြောင့်နှလုံးကျန်းမာရေးကိုလည်းအထောက်အကူပြုနိုင်ပါသေးတယ်။ဒွင်းသီးမှာအန်တီအောက်ဆီဒန့်ပါဝင်မှုကြောင့်ရေပြားပျက်စီးတာကိုတားဆီးပေးနိုင်တဲ့အပြင်မျက်နှာမှာရှိတဲ့အရေးအကြောင်းတွေကိုလျော့ကျစေပြီးတော့လှပနုပြိုစေတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။နောက်ထပ်ဒွင်းသီးရဲ့ကောင်းကျိုးတစ်ခုကတော့ကယ်ဆီယမ်ပိုတက်ဆီယမ်နဲ့မဂနီဆီယမ်တွေပါဝင်တာကြောင့်အယိုးကျန်းမာရေးကိုလည်းအထောက်အကူပြုနိုင်တယ်လို့လေ့လာမှုတွေမှာဖော်ပြထားပါတယ်။ဒီလိုကောင်းကျိုးတွေအပြင်ဒွင်းသီးမှာပါဝင်တဲ့အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ထရစ်ပတိုဖန်ဟာခန္ဓာကိုယ်အတွင်းဆီယိုတိုနင်နဲ့မလက်တိုနင်လို့ခေါ်တဲ့ဟော်မုန်းတွေထွက်တာကိုအားပေးတာကြောင့်စိတ်ပင်ပန်းမှုတွေကိုသက်သာစေတဲ့အပြင်အိပ်မပျော်တဲ့ပြဿနာတွေကိုပါဖြေရှင်းပေးနိုင်တာကိုတွေ့ရပါတယ်။ဒွင်းသီးမှာဒီလိုကောင်းကျိုးတွေအများများတယ်ဆိုပေမဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဆိုးကျိုးတွေလည်းရှိနေပါသေးတယ်။အထူးသဖြင့်ဒွင်းသီးဟာကယ်လိုရီနဲ့တခြားဓာတ်ပါဝင်မှုများတာကြောင့်လိုတာထက်ပိုပြီးတော့စားမယ်ဆိုရင်ဝိတ်တက်စေနိုင်ပါတယ်။ဒါကြောင့်ဝိတ်ရှနေတဲ့သူတွေကိုယ်လေးချိန်ထိနေရတဲ့သူတွေအနေနဲ့ဒွင်းသီးကိုရှင်းကျင်ပြီးတော့စားသုံးဖို့အရေးကြီးပါတယ်။နောက်တစ်ခုကတော့စီးကြိုရှိသူတွေအနေနဲ့လည်းဒွင်းသီးကိုပမာဏများများမစားသုံးသင့်ပါဘူး။ဒွင်းသီးမှာပါဝင်တဲ့တခြားတဲ့ညွှန်းကိန်းကမနှဲလွန်းမများလွန်းမှရှိနေတာကြောင့်ပမာဏများများစားမယ်ဆိုရင်တော့သွေးရင်းတခြားဓာတ်ကိုထိန်းချုပ်ရခက်နိုင်ပါတယ်။ဒါတွေမကပဲနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ဒွင်းသီးမှာပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့်ကျောက်ကက်ယောဂရှင်တွေအနေနဲ့တတိပြုစားသုံးဖို့လိုအပ်ပါတယ်။အထူးသဖြင့်ဆရာဝန်ရဲ့ညွှန်ကြားချက်အရပိုတက်ဆီယမ်ဓာတ်ကိုထိန်းညှိနေရတဲ့သူတွေဟာဒွင်းသီးကိုပမာဏများများမစားမိဖို့အရေးကြီးပါတယ်။သွေးတွင်းမှာယူရစ်အက်ဆစ်ဓာတ်များခြင်းကြောင့်ဖြစ်တဲ့ကောက်လို့ခေါ်တဲ့အဆစ်မြင့်ရောင်ယောဂခံစားနေရတဲ့သူတွေအနေနဲ့လည်းဒွင်းသီးကိုရှင်းကျင်ပြီးတော့စားဖို့လိုပါတယ်။ဒွင်းသီးဟာယူရစ်အက်ဆစ်ပမာဏကိုဓာတ်ရိုက်မြင့်တက်စေတာမျိုးမဟုတ်ပေမဲ့ယူရစ်အက်ဆစ်ထုတ်လုပ်တာကိုအားပေးတာကြောင့်ကောက်လို့ခေါ်တဲ့အဆစ်မြင့်ရောင်ယောဂရဲ့လက္ခဏာတွေကိုပိုဆိုးစေနိုင်ပါတယ်။ဒွင်းသီးရဲ့ကျန်းမာရေးကောင်းကျိုးတွေကမနည်းသလိုဆိုးကျိုးတွေလည်းရှိနေတာကြောင့်တစ်ချိန်တည်းမှာပဲပမာဏများများစားတာမျိုးတွေမပြုလုပ်သင့်ပါဘူး။အထူးသဖြင့်စီးကြိုယောဂကောက်ယောဂနဲ့ကျောက်ကက်ယောဂအခန်းတစ်ခုခုရှိနေတဲ့သူတွေအနေနဲ့ဒွင်းသီးကိုတတိပြုစားသုံးဖို့လိုကြောင်းဘဝတုဒအနေနဲ့မျှဝေလိုက်ရပါတယ်။ဒါကတော့ဒွင်းသီးစားရင်ရရှိမဲ့ကျန်းမာရေးကောင်းကျိုးနဲ့ဆိုးကျိုးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီကြောင်းအရာနဲ့ပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာမေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။